ရှင်ဒီနေ့ချမ်းမဲလဲချလာလေးရတော့ပိန်းနေသည့်ငနေတူနဲ့စပုတ်ချက်ကလေးပဲဖြစ်ပါတယ်ရှင်ပထမဦးစွာပိန်းနေသည့်ကိုတည်းပြုတ်ထားလိုက်ပါမယ်ရှင်ပြီးသွားရင်တော့ပိန်းနေသည့်ကိုအနေတော်တုံးလေးကိုတုံးပေးထားပါမယ်ရှင်အစစ်ထုတ်ပြီးပြုတ်ထားတဲ့ပိန်းနေစီလေးကိုလည်းထည့်ပါမယ်ရှင်စပုတ်ရုံးနဲ့ငနေတူကိုလည်းရေတစားဆေးပြီးတော့ဆင်းနေပြင်ပေးထားပါမယ်ခုလိုမျိုးပေါင်ပစ္စည်းများလုံးဆင်းနေဖြစ်သွားရင်တော့တဲဝတ်တစ်လုံးလေးကိုပိန်းနေသည့်ထည့်ပါမယ်ရှင်ပြီးသွားရင်တော့စက်တုံဖြူစက်တုံလေးညိုသည့်ထောင်းသားလေးတွေကိုထည့်ပြီးတော့နေပေးရပါမယ်။စားချိုမုံနည်းနည်းမုံနဲ့စီမင်းငယ်ုံလေးထည့်ပြီးတော့နေပေးရပါမယ်ရှင်။လက်မတုံးမဲ့လက်ကိုစင်ကြယ်စွာဆေးကြောထားပါရရှင်။ပြီးသွားရင်တော့ရေများထည့်ပြီးတဲပေးထားရပါမယ်။ရှီခမ်းပြီးတော့ပိန်းနေတီးနူးလိုက်ငလီတူလေးကိုထည့်ပေးရပါမယ်။မဆလာလေးလည်းထည့်ပါမယ်ရှင်။နောက်ဆုံးပိန်းအနေနဲ့စပုတ်ရွက်လေးတွေခတ်ပြီးလို့ရှိရင်တော့တုံးဆောင်လို့ရပါပြီရှင်။အရသာအရန်ရှိပြီးအသားဟင်းနဲ့တော့မလဲနိုင်နဲ့ပိန်းနေသည့်ငလီတူစပုတ်ချက်ကလေးရပါပြီရှင်။ဆုံးဖြတ်ကြည့်ပေးကြကျေးဇူးများကြီးတင်ပါတယ်ရှင်။